ခင်ဗျာကျွန်တော်နာမည်ကကျော်လင်းတော့ပါခင်ဗျာကျွန်တော်ကတော့အောင်ဆန်းစုကြည်ဆိုတဲ့တရှင်လေးနဲ့ကြပြပါပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ညီလေးရတော့ဝါသနာရှင်မဟုတ်ပါဘူးဗျာနော်အမှားလေးပါရင်အားလုံးကိုမေတ္တာရက်ခံပြီးတောင်းပန်ထားပါတယ်အမေတော်အောင်ဆန်းစုကြည်ဆိုတဲ့တရှင်လေးနဲ့ကြပြဖြော်ပြပေးမှဖြစ်ပါတယ်ဗျာလက်ခုံလေးတီးပေးပါဦးဗျာနော်ညီလေးတို့မာလငယ်လေးဆောင်မြို့သမီးကောင်းဆောင်မာလကုန်းယူလက်ဆရာတို့ရဲ့မိဒီမိုကရေစီအလေးတိုင်းရဲ့ကြိုက်လို့ငါတို့အမိတော်အောင်ဆန်းစုကြည်ဟုတ်ကဲ့ပါဆန်းစားပါလေဗျာနော်ညီလေးရေYes,